Hello အားလုံးပဲမင်္ဂလာပါ Wizard Thread Crochet Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီလိုတိတိလေးနဲ့ချစ်ဖို့ကောင်းတဲ့ဖတ်ထုတ်ထုံးလေးကိုမျှဝေပေးချင်ပါတယ်ဒီဗီဒီယိုလေးမှာတော့ Makeup Don 5 line နဲ့ assign number 5 3mm ကိုအသုံးပြုထားပါတယ်ပထမဆုံးအနေနဲ့ magic green လေးလုပ်ပါမယ်ပြီးရင်တော့ထုံးစံတိုင်းတိုင်တို6ခုထိုးပါမယ်တိုင်တို6ခုထိုးထားပြီးရင်တော့ပထမဆုံးထိုးခဲ့တဲ့တိုင်တိုလေးပေါ်မှာရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်နော်ပြီးရင်အဲ့ရှက်ကော်လေးကိုတင်းတင်းလေးဆွဲယူလိုက်မယ်နောက်တစ်ပန်းထပ်တက်ဖို့အတွက်လည်းတိုင်တိုလေးချက်ထိုးပါမယ်အဲ့ဒါလေးကိုလည်းတင်းတင်းလေးဆွဲယူပါမယ်နော်ပြီးရင်တော့နောက်တစ်ပန်းကိုတိုင်တိုတစ်ပေါက်ကို2ချက်တိုင်ပွားလေးနဲ့အဲ့လိုမျိုး6တန်းပြည့်အောင်ထိုးသွားပါမယ်နော်ခုဆိုရင်တော့2တန်းပြီးသွားပြီပေါ့နော်ဒီလိုမျိုးတစ်ပေါက်ကိုတစ်ချက်လုံးနဲ့အဲ့လို6ခုထိုးလာခဲ့ရပါနောက်ထပ်တစ်တန်းဆက်တက်ဖို့လည်းဖုံးမလေးတစ်ချက်တက်ပါမယ်ပြီးရင်ပထမဆုံးပေါက်မှာတစ်ခါတိုင်တိုတစ်ခါပေါ့နော်ပထမဆုံးပေါက်မှာတိုင်တိုလေးတစ်ခါထိုးပါမယ်သူ့ရဲ့ဘေးကပ်ရက်မှာတော့တိုင်ပွားထိုးမှာပေါ့နော်တိုင်တိုနှစ်ခါထိုးပါမယ်အဲ့လိုမျိုးနဲ့ပဲဒီတိုင်တိုတစ်ခါတိုင်ပွားတစ်ခါလေး6ခါဆက်ပြီးတော့ထိုးသွားပါမယ်9ခါဆက်ထိုးသွားမှာပေါ့နော်ဒီကနေ့ဆိုဒီကတော့3နှမ်းမြောက်ထိုးပြီးသွားတဲ့ဟာလေးပေါ့နော်3နှမ်းမြောက်မှာစုစုပေါင်း18တိုင်ရှိရပါမယ်နောက်ပြီးကြတော့နောက်ထပ်တစ်တန်းဆက်တက်ဖို့လဲတိုင်တိုလေးချက်ထိုးပါမယ်နောက်တစ်တန်းမှာကျတော့ပထမဆုံးတိုင်မှာတိုင်တိုလေးတစ်တိုင်ထိုးမယ်ဒါလေးနည်းနည်းတော့ချက်တယ်ပေါ့နော်ပြီးရင်ဘေးနားမှာတော့တိုင်ပွားလေးတစ်ခါထိုးပါမယ်တိုင်ပွားတိုင်တိုတစ်ချက်တိုင်ပွားတစ်ချက်ပြီးရင်တိုင်တိုတစ်ချက်အဲ့လိုမျိုး6ခါထိုးသွားပါမယ်sorry ပါတိုင်တိုလေးစုစုပေါင်းဒီလိုမျိုး4ခုပေါ့နော်ပြီးရင်နောက်တစ်ခါတိုင်တိုတစ်ခါပြီးမှတိုင်ပွားတစ်ခါပြီးရင်တိုင်တိုတစ်ခါပြီးရင်တိုင်တိုတစ်ခါတိုင်ပွားတစ်ခါတိုင်တိုတစ်ခါအဲ့လိုမျိုးလေး6ခုထိုးသွားပါမယ်ဒါကတော့4တန်းမြောက်ပြီးသွားလေးပါသွား4တန်းပြီးသွားရင်24တိုင်ရှိရပါမယ်နော်နောက်တန်းစားဖို့အတွက်ဖုံမလေးတစ်ချက်ထိုးမယ်ပြီးရင်ပထမဆုံးပေါက်မှာတိုင်တိုတစ်ခါသူ့ဘေးကပေါက်မှာတိုင်တိုတစ်ခါတိုင်တို2ခါထိုးပါမယ်ပြီးရင်တော့ဒီဘေးကတတိယမြောက်ပေါက်မှာတိုင်လက်လေးတစ်ခါထိုးမယ်တိုင်လက်တစ်ခါတိုင်လက်ရဲ့ဘေးမှာတိုင်လက်ကိုမှတိုင်လက်တိုင်ပွားပေါ့နော်တစ်ပေါက်ထဲမှာတိုင်လက်2တိုင်ထိုးရပါအဲ့လိုမျိုးလေးထိုးလိုက်ပါမယ်ပြီးရင်တော့တိုင်လက်3ခါပြန်ထိုးမယ်ပေါ့နော်ဒီဘက်ထဲချက်တိုင်လက်3ခါထိုးပါမယ်တစ်ခါနှစ်ခါ3ခါနည်းနည်းချက်တယ်ပေါ့နော်3ခါထိုးပါမယ်တိုင်လက်3ခါထိုးပြီးရင်ဒီဘက်နောက်တစ်ပေါက်မှာတစ်ခါတိုင်လက်တိုင်ပွားတစ်ခါပြန်ထိုးမယ်ပေါ့နော်တစ်ပေါက်ထဲမှာတိုင်လက်2ခါထိုးတာပါဒီလိုမျိုးလေးပြန်ထိုးမယ်ပြီးရင်သူ့ဘေးမှာတိုင်လက်2ခါပြန်ထိုးပါမယ်တစ်ပေါက်တစ်ချက်နဲ့တိုင်လက်2ခါပါတစ်ပေါက်တစ်ချက်နဲ့တိုင်လက်2ခါထိုးပြီးရင်တော့ဒီမှာတိုင်တိုလေးတစ်ချက်ထိုးပါမယ်တိုင်တိုထိုးပြီးရင်သူ့ရဲ့ဘေးမှာတိုင်တိုတိုင်ပွားတစ်ခါထိုးပါမယ်တိုင်တိုတိုင်ပွားတစ်ခါထိုးပါမယ်ပြီးရင်တော့ဒီမှာစပြီးထိုးခဲ့တော့လိုမျိုးပြန်ထိုးသွားလို့ရပါပြီတိုင်တို2ခါပြီးရင်တိုင်လက်တစ်ခါတိုင်လက်တိုင်ပွားတစ်ခါတိုင်လက်3ခါအဲ့လိုမျိုးလေးဒီဘက်ကိုပြန်ပြီးထိုးသွားလိုက်ပါပြီးတော့ရင်တော့ဒီလိုမျိုးပုံလေးရပါမယ်နောက်တစ်ခါမှလည်းပထမဆုံးတိုင်တိုလေး2ခါထိုးပါမယ်ပေါ့နော်တစ်ပေါက်ကိုတစ်ချက်စီတစ်ခါ2ခါsorry ပါ2ခါပြီးရင်တိုင်တို2ခါထိုးပြီးရင်တိုင်လက်2ခါထိုးပါမယ်တိုင်လက်ကတစ်ပေါက်ကိုတစ်ချက်လုံးနဲ့ပေါ့နော်တစ်ပေါက်တစ်ချက်လုံးနဲ့တစ်ခါ2ခါအဲ့လိုမျိုးထိုးပါမယ်ပြီးရင်တော့ဒီဘက်မှာတိုင်ရှည်တိုင်မွားလေးထိုးပါမယ်တိုင်ရှည်တိုင်မွားပါတစ်ပေါက်ထဲမှာတိုင်ရှည်2ခါထိုးတာပေါ့နော်တိုင်ရှည်2ခါထိုးပြီးရင်တိုင်ရှည်4တိုင်ထိုးပါမယ်တစ်ပေါက်ကိုတစ်ချက်လုံးနဲ့ပါတစ်ပေါက်ကိုတစ်ချက်လုံးနဲ့တိုင်ရှည်4တိုင်ထိုးသွားပါမယ်ဒီနေ့3 တိုင်ရှည်4တိုင်ထိုးပြီးသွားရင်တော့ဒီဘက်မှာတိုင်ရှည်တိုင်မွားလေးတစ်ခါပြန်ထိုးပါမယ်တစ်ပေါက်ကို2ချက်ပါဒီဘောက်ထဲမှာတိုင်ရှည်2တိုင်ထိုးပါမယ်
ပြီးရင်တော့သူ့ဘေးမှာတိုင်ရှင်လေးတစ်တိုင်းပြန်ထိုးပါမယ်တိုင်ရှင်လေးတစ်တိုင်းထိုးပြီးသွားရင်တော့သူ့ရဲ့ဘေးမှာတိုင်လက်နှစ်ခါပြန်ထိုးပါမယ်တစ်ခါနှစ်ခါတိုင်လက်နှစ်ခါထိုးပြီးရင်ရင်တန်းမှာထိုးခဲ့သလိုမျိုးတိုင်တိုးတစ်ခါပြန်ထိုးမယ်ပြီးရင်တိုင်တိုးတိုင်ပွားတစ်ခါထိုးမယ်အဲ့လိုမျိုးဒါဆိုတစ်ချမ်းပြီးပေါ့နော်နောက်တစ်ချမ်းကိုလည်းဒီမှာစထိုးခဲ့တော့လိုမျိုးပြန်ထိုးသွားလို့ရပါပြီတိုင်တိုးနှစ်ခါတိုင်လက်နှစ်ခါတိုင်ရှည်တိုင်ပွားပြီးရင်တိုင်ရှည်လေးတိုင်ရှည်တိုင်ပွားအဲ့လိုမျိုးလေးပြန်ပြီးထိုးသွားလို့ရပါပြီဆိုရင်တော့ဒီလိုလေးရပါမယ်အဲ့ကြရင်နောက်ထပ်တစ်ရန်ကိုတော့ဒီလိုမျိုးခောက်လိုက်မယ်ပေါ့နော်အလဲကောင်ကနေမြေလေးခောက်ပြီးရင်တိုင်တိုလေးနဲ့ဆက်သွားပါမယ်ဒီဘက်ကနေအဲ့လိုနည်းနည်းတော့ကြက်ပါမယ်နော်တိုင်တိုလေးထိုးသွားပါမယ်ဒီလိုမျိုးတောက်လျှောက်လေးထိုးသွားပြီပါတိုလေးထိုးသွားပြီပါတိုလေးတွေကိုအဆုံးထိမဆက်ခင်မှာဒီလိုဆီလီကွန်လေးဖြည့်သွားပြီပါနော်အဲမှာဒီလိုမျိုးဖောင်းဖောင်းကကလေးရအောင်လို့ပါဆီလီကွန်လေးဖြည့်သွားပြီးရင်တော့ဒီလိုမျိုးဆက်လိုက်ပါအဆုံးထိတိုင်တိုလေးထိုးပြီးသွားရင်တော့ဒီလိုမျိုးလေးရပါမယ်ဒါဆီလီကွန်လေးထည့်ပြီးပါနော်ပြီးရင်တော့ဒီအတွန်လေးထည့်ဖို့ရခုမျိုးလေးချက်ထိုးပါမယ်ပြီးရင်ပထမဆုံးတိုင်တိုထိုးနောက်ဆုံးတိုင်တိုထိုးခဲ့တဲ့အပေါက်မှာတိုင်ရှည်3နိုင်ထိုးပါမယ်နည်းနည်းလေးသေးပြီးထိုးပေးပါဆက်ဆက်ထိုးချင်ပါ sorry မျိုးတိုင်ရှည်လေး3နိုင်ထိုးပါမယ်တိုင်ရှည်တစ်တိုင်းနှစ်တိုင်း3နိုင်တိုင်ရှည်3နိုင်ထိုးပြီးရင်ဘေးကကရဲ့ပေါက်ထဲမှာတိုင်လက်လေးတစ်ခါထိုးပါမယ်ဟုတ်ပါရှက်ကော်လေးတစ်ခါထိုးပါမယ်ပြောတာပါ sorry ပါပြီးတော့ဆွဲလိုက်ပါမယ်ရှက်ကော်လေးကိုပြီးရင်ဒီဘေးကပေါက်မှာတိုင်ရှည်3ကပြန်ထိုးပါမယ်အဲ့လိုမျိုးတိုင်ရှည်3ကရှက်ကော်တစ်ခါနဲ့အဆုံးထိထိုးသွားပေးပါအတွုံလေးဖတ်ထုတ်ရဲ့ဒီအနားတွံလေးရအောင်လို့ပါအဆုံးထိပြီးသွားရင်တော့အဆုံးထိလိုမျိုးတိုင်ရှည်3ကရှက်ကောတစ်ခါထိုးပြီးသွားရင်တော့ဖုန်မီလေးတစ်ချက်ထိုးပြီးခြေစားလေးဖျက်လိုက်ပါမယ်ပြီးရင်တော့ခြေစားလေးကိုတင်လိုက်ပါအကြိုင်ဒီလိုမျိုးအတွုံလေးနဲ့ချစ်ဖို့ကောင်းတဲ့ဖတ်ထုတ်လေးရပါပြီဒီလိုမျိုးမျက်လုံးလေးပါနီလေးရတော့ကျန်းနေတက်ရအောင်နဲ့ခြေလို့ရပါတယ်ဒီမှာတော့အတွုံလေးတွေကိုပါ eyeshadow လေးသုံးပြီးတော့ခြေထားပါတယ်ပြီးတော့ပါပြီအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်